ကဲမင်္ဂလာပါလို့နှုတ်ဆက်ရင်းနဲ့ဆရာရဲ့ like ကိုထပ်မံပြီးတော့မှယခုလာမဲ့16ရက်8လပိုင်း2026ဒီတပတ်အတွက်ကိုထပ်မံလို့နော်အပြီးပေါင်းဆိုင်ထုတ်ယူထားပြီဆိုတဲ့နော်မင်္ဂလာသတင်းနဲ့အတူကြံခဲ့တဲ့ပတ်4ခု9မှာကျွန်တော်လည်းလက်တွဲပြီးတော့မှအမှန်တကယ် online ရဲ့အဖွဲ့ဝင်10ဦးနဲ့အတူထပ်မံလို့လက်တွဲမဲ့ဒီတပတ်အတွက်အဖွဲ့ဝင်10ဦးထပ်မံလို့ခေါ်ဆောင်ရင်းနဲ့ဒီ like လေးကိုစတင်ပြီးတော့မှမိတ်ဆက်ပေးလိုက်ပါတယ်ကဲonline ပေါ်မှာစိုက်ကောင်းမရဘဲနဲ့မိတ်ဆွေများကိုဘယ်တော့ခါမှကဏ္ဍတစ်ခွက်ကိုမတင်ပေးဘူးရှင်းရှင်းလေးပဲနော်အဲ့တော့အပြောနဲ့မိတ်ဆွေများကိုပြောသွားမဲ့ကောင်မျိုးမဟုတ်ဘူးအဲ့အတွက်ကြောင့်လက်တွေ့ကြမိတ်ဆွေများကိုယ်တိုင်နော်မိတ်ဆွေများရဲ့နော်နံပါတ်1မျက်စိနဲ့ကြည့်ရမယ်ကျွန်တော်ရဲ့လက်တွက် site ကိုနံပါတ်2ကမိတ်ဆွေတို့မှာနားပါတယ်နော်ကျွန်တော်ပြောတဲ့အတိုင်းကိုတခြားလေးနားထောင်ပေးအဲ့တော့နံပါတ်3ချက်ကမိတ်ဆွေများယခု online မှာဒါအားလုံးကျွန်တော်ပြောစရာတော့မလိုအောင်နော်ဒါအလိမ်အညာတွေအတုအယောင်တွေအများကြီးဖြစ်နေတဲ့နော်အချိန်တွေမျိုးမှာမိတ်ဆွေတို့ဝါမြင်တိုင်းရွှေရှင်လို့မရတော့ပါဘူးနော်ကျွန်တော်အပတ်စဉ်အပါတိုင်းမှာလည်းသတိပေးတယ်သတိပေးရင်တန်းလန်းတယ်လဲမိတ်ဆွေများကအလိမ်ခံရတယ်ကျွန်တော်ဒီဖုန်းနံပါတ်မဟုတ်ဘဲနဲ့ဆက်သွယ်မှုရှိမယ်ငွေမှားလွှဲမယ်ဆိုရင်တောင်းဝင်မယူဆိုတာကိုလည်းထက်ကပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများဘက်ကနေပြီးတော့မှသေချာစဉ်းစားဆင်ခြင်ပြီးတော့မှလှုပ်ဆောင်ပေးပါနောက်တစ်ခုနော်မရင်မရမသေးကြတဲ့မိတ်ဆွေများထိုင်းရနေပြီးတော့မှဝယ်ပါရဲဆိုတဲ့ကတ်တွေထိုင်းရဆရာကြီးတွေလိုင်းလွင်ပေးတယ်ရုံးကပါပြီးတော့ဟိုဆရာကြီးပေးလို့ပေါ့တယ်ဒီဆရာကြီးပေးလို့ပေါ့တယ်ဘိုးတော်ပေးလို့ပေါ့တယ်ဒါတွေကမိတ်ဆွေများအမှန်တကယ်မရှိဘူးလို့ဆိုတာကိုလည်းကျွန်တော်ဘက်ကမိတ်ဆွေများကိုတတ်သိတက်ကြရနဲ့ချပြပေးပြီးသားအဲ့တော့ဒါကိုမှစက်ယုံမိနေမိတ်ဆွေများကိုတိုင်းနော်လုံးဝအမားတစ်ခုဖြစ်သွားပြီးမီးနှစ်ခါနာဖြစ်မယ်မိတ်ဆွေတို့နော်အဲ့တော့ကျွန်တော်နဲ့လက်တွဲထားတဲ့ဝါသနာရှင်တွေအထူးတလည်းပြောပြရမလို့ဒီ like ကိုကြည့်ရတယ်ဆိုရင်4ခု9မှာဘလောက်ပေါက်လိုက်လဲဆိုတာကိုနော် comment လေးဖွင့်ပေးထားပါတယ်တစ်ချက်လောက်မှန်လေးရေးပေးသွားပါကဲအင်မတန်ကောင်းလို့သာ online ဘက်ကိုတက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကဏ္ဍတစ်ခွက်ကောင်းမရဘဲနဲ့ကျွန်တော်ကဘယ်တော့မှ online ဘက်ကိုမတင်ပေးဘူးနော်ရှင်းရှင်းလေးပဲအဲ့တော့မိတ်ဆွေများဒီကနေကျွန်တော်ယူတဲ့ပတ်စံကလည်းကျွန်တော်ဘဝအတွက်ချမ်းသာမဲ့ငွေလည်းမဟုတ်ဘူးပြည့်စုံမဲ့ငွေလည်းမဟုတ်ဘူးကျွန်တော်မိတ်ဆွေတို့ကို online ဘက်ကိုတင်ပေးတယ်ဆိုတာကကျွန်တော်ပေါက်တယ်လို့ကျွန်တော်အောင်တယ်လို့ရသေးခြင်းလို့ဟုတ်ပါလားကဲအဲ့တော့မိတ်ဆွေများတစ်ခါတည်းရှင်းရှင်းလေးလေးပြောမယ် live အစမှာတည်းကဝါသနာတူပါတယ်3ဒီခွက်ကိုအောင်မအောင်ဘူးလို့အောင်ခြင်းပါတယ်ကျွန်တော်တို့ကျမတို့ဆရာကြီးအခုလိုဖြစ်နေတဲ့နော်ဒါရေဘေးဒုက္ခအခက်အခဲတွေမှာအခုဆိုရင်ဒါလေးမျက်နှာမျိုးမှာရေဘေးဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်ဒီအတွက်ကိုအလှူဒန်းပြုတ်ခြင်းပါတယ်ဒါဝါသိုလားဖြစ်တယ်အဲ့တော့ဝါသိုသင်္ကန်းကပ်ပြီးတော့မှကျွန်တော်တို့တော့အလှူဒန်းလေးတွေပေးခြင်းပါတယ်တူတီကြောင့်ဆုံးရှုံးထားတဲ့ငွေတွေကိုပြန်ရခြင်းပါတယ်ဆိုရင် like လေးဒီမိတ်ဆွေများ16ရက်8လ2026ဒီတပတ်မှာထွက်ရှိမဲ့ကဏ္ဍလုံးဝအပြည့်အဝထုတ်ယူထားတယ်တခါတည်းမိတ်ဆွေများကိုတက်တည်တက်ကြရနဲ့ချပြပေးမယ်ကဲဒါဆိုကျွန်တော်တို့နော်အပြောလေးရှော့ပြီးတော့မှ site ကလေးကိုတစ်ချက်သွားလိုက်မယ်အဲ့တော့အင်မတန်ကောင်းတဲ့ site ပါတေချာလေးမိတ်ဆွေများကြည့်ပါကျွန်တော်ကလည်းမိတ်ဆွေများကိုတေချာရှင်းလင်းသွားနဲ့ပြသပေးပါမယ်ကဲ site ကနော်ဒီအပြင်ပန်းကိုကျွန်တော်ခြုံပြလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ထောင်ထားခဲ့တဲ့ site နဲ့ဒီမှာပြန်ပြီးတော့မှနော်ပြန်ထောင်လာတဲ့ site နဲ့ကနော်မိတ်ဆွေများရှင်ကြည့်လိုက်စမ်းဗျာလုံးဝထပ်တူကြနေတယ်နော်ကျွန်တော်တေချာပြောကြတော့မလို့ဗျာအရှင်းကြီးပဲနော်ဒီဘက်နဲ့ဟိုဘက်နဲ့ကလုံးဝထပ်တူကြနေတယ်ဒီလိုထပ်တူကြတဲ့ site မျိုးဒီလိုကဏ္ဍမျိုးဗျာနော်ကဏ္ဍပေါင်းမျိုးစုံဒါထပ်တူကြဖို့ဆိုတာဖြစ်နိုင်သလားမိတ်ဆွေများအဲ့တော့မဖြစ်နိုင်လို့မရဘူးကလင်နာကနေပြီးတော့အမှန်တကယ်ကြလာပြီအမှန်တကယ်ကြလာပြီဆိုမိတ်ဆွေများလုံးဝနော်မြေကြီးလက်ကမလွဲအောင်ရမယ်အဲ့တော့တစ်ချိန်တော့အောင်ထားပြီးသားပြီဒုတိယချိန်ပဲကြံမယ်ကဲ site ရဲ့စီးကြောကိုကျွန်တော်ရှင်းမယ်စိုက်ကလေးကလေဒါဘယ်ကနေပြီးတော့မှစီကြောစပြီးတော့မှတဲလာတယ်ပေါ့နော်တဲချက်ကလေးတွေကိုအရင်ထောက်ပြလိုက်ကဲဒီမှာနောက်ပိတ်ကလေးတွေ6နောက်ပိတ်6နောက်ပိတ်6နောက်ပိတ်ဒီလို6နောက်ပိတ်3ချက်ရိုက်တယ်ပြီးတဲ့အခါမှာသူ့ဇောင်းတိုင်းအလဲတိုင်းနဲ့ထိပ်စီး9အလဲတိုင်း6ဒီလို3ချက်ထပ်ထောက်တယ်6နောက်ပိတ်6နောက်ပိတ်6နောက်ပိတ်ဆိုပြီးတော့မှ6လုံးလုံးနောက်ပိတ်ကြီးပဲဆင်ပြီးတော့စထောက်လာတယ်သူ့ဇောင်းက2အလဲတိုင်း9ထိပ်6နောက်6အလဲတိုင်းဒီလိုရိုက်တယ်ကဲရိုက်ပြီးတဲ့အခါမှာတဲ့အောက်ကိုဆက်သွားလိုက်မယ်နော်အောက်မသွားခင်မှာဒီမှာကြည့်ပြီးသူ့ဆောင်မှာမနော်နောက်ပိတ်လေးပဲ3လုံးခွန်3ရှစ်ဒီလိုမျိုးဆက်ရိုက်ပြန်အောင်ကဲဒီမှာကြည့်မယ်နော်ပြီးတဲ့အခါမှာသူ့အောက်တိုင်းကျွန်တော်တို့ဆင်းပြီးတော့မှမိတ်ဆွေများကိုစီကြောလေးတိုင်းထပ်ပြပေးမယ်ဒီမှာ3ညထိတ်ခွန်ထိတ်ဟောတော့မှကြည့်ပြီး8အလဲတိုင်း9အလဲတိုင်း4နောက်ပိတ်ဒီလိုမျိုးဆက်ရိုက်ပြန်တယ်နော်ထောက်ချက်ကဒီမှာနေဘယ်နှချက်ဖြစ်သွားပြီလဲမိတ်ဆွေများ3ချက်ထောက်သွားပြီကဲထပ်ပြမယ်ဒါဆိုရင်ဒီဘက်ကနော်ဒါထောင်ချက်ပြီးတဲ့အခါမှာသူ့အောက်မှာ
နှစ်အလဲတိုင်းခွန်အလဲတိုင်းခွန်ထိတ်6ထိတ်ဒီလိုမျိုးဆက်ရိုက်တယ်ပြီးတော့ဒီမှာကြည့်ပြီသူ့ကိုဒီကနေတော့ဒါပြန်ပြီးတော့ထောက်ပေးထားပါတယ်နှစ်အလဲတိုင်း1အလဲတိုင်း3ညအလဲတိုင်း9အလဲတိုင်း6အလဲတိုင်းဆိုပြီးတော့ဒီမှာ5ချက်ထက်ရိုက်တယ်ကဲဒီမှာထောက်ခဲ့တဲ့ထောက်ချက်ဗျာနော်ကြည်ပေးသွားပါထောက်ချက်အများကြီးတိုင်းကိုဟောတယ်မှာပြန်ပြီးတော့မှ2026ဒီနှစ်မှာဒါပြန်ပြီးတော့မှထပ်တူကြပြီးတော့ပြန်ပြီးတော့တဲလာတာကဲကျွန်တော်ဒါဆိုရင်စိုက်ကလေးကိုရှင်းပြမယ်ကဲဒီမှာ6နှောင်းပိတ်6နှောင်းပိတ်6နှောင်းပိတ်3ချက်ရိုက်တယ်လို့ဒီမှာလည်းကြည့်ပဲနော်ဒီကြရှင်းအောင်ပြလိုက်မယ်ဒီမှာ6နှောင်းပိတ်3ချက်ရိုက်တယ်လို့ဒီမှာလည်း6နှောင်းပိတ်6နှောင်းပိတ်6နှောင်းပိတ်ဆိုပြီးဒီမှာ3ချက်ရိုက်ပြန်ရောသူ့ဇောင်းမှာနှစ်အလဲတိုင်းနဲ့မကြည့်ပြီဒီမှာနော်နှစ်အလဲတိုင်းထောက်တယ်လို့ဒီမှာလည်းနှစ်အလဲတိုင်းထောက်တယ်ဒီမှာ9ထိပ်ထောက်တယ်လို့ဒီမှာ9ထိပ်ထောက်တယ်6အလဲတိုင်းထောက်တယ်လို့ဒီမှာ6အလဲတိုင်းနော်ပြန်ထောက်တယ်ကဲသူ့အောင်ဇောင်းတိုင်းသွားလိုက်မယ်ဗျာဆက်ပြီးတော့ဒီမှာ3ညထိပ်သူ့အပင်သူ့အချိန်မှာပဲနော်မိတ်ဆွေများကြည့်ပြီးဒီမှာ3ညထိပ်ကဲဒီမှာခွန်ထိပ်8အလဲတိုင်း9အလဲတိုင်း4နောက်ပိတ်နော်ဒီလိုရိုက်တာကဲဒါဆိုရင်ဒီချမ်းကပြီးပြီဒီမှာကြည့်ပြီးခွန်38ခေါ်ရမှာလေခွန်38လုံးဝနောက်ပိတ်3လုံးဒါထပ်တူနော်ကနန်းတူကနန်းပြန်ရိုက်ပြန်အောင်ကဲအောက်မှာထပ်ကြည့်မယ်ဒီမှာနှစ်အလဲတိုင်းခွန်အလဲတိုင်းခွန်ထိတ်6ထိတ်ဒီမှာ4ချက်ရိုက်သလိုဒီမှာကြည့်ပေးသွားပါနှစ်အလဲတိုင်းခွန်အလဲတိုင်းခွန်ထိတ်6ထိတ်ဒီလိုမျိုး4ချက်ပြန်ရိုက်တယ်ကဲဒါအပြင်သူ့ကိုဒီမှာအောက်ကနေပြီးဒီမှာထောက်ပေးထားတဲ့စီကျော်5ချက်နော်နှစ်အလဲတိုင်း1အလဲတိုင်း3ညအလဲတိုင်း9အလဲတိုင်း6အလဲတိုင်းနဲ့ဒီမှာကြည့်ပေးနှစ်အလဲတိုင်း1အလဲတိုင်း3ညအလဲတိုင်း9အလဲတိုင်း6အလဲတိုင်းဒီလိုမျိုး5ချက်အဲ့တော့အင်မတန်ကောင်းတဲ့စိုက်ပါလို့ကျွန်တော်ပြောတယ်နော်အဲ့တော့ဒီလိုစိုက်မျိုးကဒါ10နှစ်တစ်ကြိမ်လဲလွယ်ဖို့ဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူး15နှစ်တစ်ကြိမ်လဲဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအင်မတန်ကန်ကောင်းလို့ဒီစိုက်ကိုကျွန်တော်ပြန်လဲပြီးတော့မှဒါရှာဖွေထားတာဖြစ်တယ်အဲ့တော့စိုက်ကလေးကိုမိတ်ဆွေတို့ကိုယ်တိုင်ပြတေချာလေးကြည့်ပါနော်ကျွန်တော်ပြောတာထက်မိတ်ဆွေတို့ကိုယ်တိုင်လက်တွေ့နော်အချက်လက်လေးကျွန်တော်ဝင်ပေးထားတဲ့ဟာလေးတွေကဒီမှာတူလားကြည့်ပေးနော်ဒီလိုမျိုးမိတ်ဆွေပြသူ့ရဲ့ထောင်ချက်အတိုင်းမှာနော်ဒါလုံးဝဒဲရိုက်တာအဲ့တော့ဝင်လားမဝင်လားတစ်ချက်စစ်ပါဒီမှာကြည့်ပေးပါနော်ကျွန်တော်ရှင်းပြနေကြတော့မလို့ဗျာစိုက်ကလေးကလုံးဝရှင်းပြီးတော့မှအင်မတန်ထောက်ချက်ကောင်းနေတဲ့စိုက်ကလေးပါကဲကျွန်တော်ပြန်ရှင်းမယ်ဗျာနောက်တစ်ခေါက်နော်အားလုံးနားလည်မှုရှိအောင်လို့ကဲဒီမှာ9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်3ချက်ရိုက်တယ်လို့ဒီမှာလဲ9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်ဆိုပြီးဒီမှာ3ချက်ပြန်ရိုက်ပါတယ်သူ့ဇောင်းမှာနှစ်အလဲတိုင်း9ထိပ်6အလဲတိုင်း3ည6အလဲတိုင်းနဲ့ဒီလို3ချက်ထောက်တယ်လို့ဒီမှာကြည့်ပြီနှစ်အလဲတိုင်း9ထိပ်6အလဲတိုင်းပြီးတော့ဒီမှာ3ချက်ပြန်ရိုက်တယ်ဒီမှာရိုက်ခဲ့တဲ့အတိုင်းကိုဟောဒီမှာလုံးဝဒဲရိုက်တာနော်ကနန်းလူကနန်းဒဲရိုက်တာနော်ပြီးတော့အောက်သွားမယ်အဲ့တော့3ညထိပ်3ညထိပ်ခွန်ထိပ်8အလဲတိုင်း9အလဲတိုင်း4နောက်ပိတ်ဒီမှာကြည့်ပြီ3ညထိပ်3ညထိပ်ခွန်ထိပ်8ထိပ်9အလဲတိုင်း4နောက်ပိတ်တဲ့နော်ဒီလိုပြန်ရိုက်တာပြီးတော့ဒီမှာကြည့်ပြီနောက်ပိတ်ဒီ38ခွန်နဲ့ဒီမှာကြည့်တော့38ခွန်တဲရိုက်တယ်ကဲအောက်မှာဆိုရင်နှစ်အလဲတိုင်းခွန်အလဲတိုင်းခွန်ထိပ်ပြီးတော့6ထိပ်ဒီလိုပြန်ရိုက်ပြန်အောင်သူ့ကိုအောက်မှာဒါထောက်ပေးထားတဲ့ထောက်ချက်5ချက်ရှိပါတယ်အလဲတိုင်းနေပြီနှစ်အလဲတိုင်း1အလဲတိုင်း3ညအလဲတိုင်း9အလဲတိုင်း6အလဲတိုင်းဒီမှာကြည့်ပြီလုံးဝကနန်းလူကနန်းပြအင်မတန်ကောင်းတာနော်နှစ်အလဲတိုင်း1အလဲတိုင်း3ညအလဲတိုင်း9အလဲတိုင်း6အလဲတိုင်းဆိုပြီးတော့ဒီလို5ချက်ပြန်ရိုက်တယ်ကဲဒီလိုကိုထောက်ချက်တွေကရိုက်လာတာအဲ့တော့ဒီလိုထပ်တူကြလာပြီဆိုရင်ကျွန်တော်တို့ကနောက်ဆုံးမှာထောက်ခဲ့တဲ့နော်စီကျောင်းအောက်က2ပင်ပေါ့ဒီမှာဆိုကျွန်တော်ဂွင်းအပြလေးခတ်ပေးထားတယ်3ခွန်5ဆိုတဲ့ကဏ္ဍတစ်ကွက်နဲ့အောက်က2 3ဆိုတဲ့ကဏ္ဍတစ်ကွက်ဒီ2ကွက်ကိုကျွန်တော်ကနော်ဒီတစ်နှစ်ပတ်လည်လုံးကိုဒီလိုထောက်ချက်ရှိလာတာနော်တစ်နှစ်ပတ်လည်လုံးကိုမှဒီ2ကြိမ်တည်းကိုဆိုကျွန်တော်တို့ကအပီးပေါင်းဆိုင်ထုတ်ယူခွင့်ရှိတယ်ထုတ်ယူလို့ရတယ်ဗျာဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒါကဘယ်နှစ်မှာရခဲ့တာလဲတစ်ချက်အပေါ်လေးတိုင်းကျွန်တော်တို့ဆက်ပြပေးမယ်ဟုတ်တယ်မ2019မှာဒီဆိုင်ကလေးကစဝင်လာတာနော်2019မှာလည်းကစဝင်လာတာဒီ2ကြိမ်ကိုရခဲ့တယ်ကဲဒီမှာ2026မှာပြန်ဝင်လာပြီပြန်ခဲ့တဲ့ဘက်4ခုကိုမှာကျွန်တော်ပထမတစ်ကြိမ်အောင်လိုက်ပြီနော်ကျွန်တော်ဒါပထမတစ်ကြိမ်အောင်လိုက်ပြီအောင်လိုက်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပေါက်တဲ့ငွေကျွန်တော်အဖွဲ့ဝင်တွေအောင်လိုက်တဲ့ငွေတွေအားလုံးမှတ်တမ်းလေးတွေစပြပေးမယ်ကဲဒါဆိုရင်ဒီဒီဘတ်တော့ကိုကြံရှိမယ်နော်ဒီဒီဘတ်တော့ကိုကြံရှိမယ်ကျွန်တော်နဲ့ဒီကြိမ်စာကိုမိတ်ဆွေများလုံးဝဒဲပေါက်ကမယ်လို့ကျွန်တော်အာမခံပေးတယ်ယောက်ျားတွေအလုပ်လုပ်တာ
ကျွန်တော်ကလည်းလွဲချော်သွားရင်မိတ်ဆွေများလွဲတဲ့ငွေမောက်ကို9ဆကျွန်တော်ဘက်ကနေအယောခံပြန်ပေးမယ်ရှင်းလေးပဲနော်ကဲဒါဆိုကျွန်တော်တို့က site တွေရဲ့တင်ချက်တွေကိုဒါပြပြီးသွားပြီဆိုတော့အပီးပေါင်း site 3.5နဲ့2နဲ့3ဒီနေ့ချင်းကိုကျွန်တော်ဘယ်လိုအောင်ခဲ့တာလဲချက်ပြပေးဒါဆိုရင်တဲ့ကျွန်တော်တို့ကဒီမှာ3.5ကိုရလိုက်တဲ့ site ကလေးကိုကျွန်တော်ချက်ပြပေးလိုက်မယ်ဟောတော့မှာကြည့်ပေးပါဒါကတော့ကျွန်တော်တို့2019မှာစပြီးတော့မှရခဲ့တဲ့3.5เนาะအောင်ခဲ့တဲ့ site ကလေးပါကဲကျွန်တော်ဘက်ကနေပြီးတော့မှလက်တွေ့ကြကြပဲအလုပ်လုပ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်ကဏ္ဍပေါင်းစနဲ့တခါတည်းမိတ်ဆွေများကိုတွက်ချက်ပြပြီးတော့မယ်ဒီကဏ္ဍကိုကျွန်တော်တို့ကဘယ်လိုထုတ်လဲဆိုတော့2ဆင့်ရှာမယ်2ဆင့်ရှာမယ်เนาะအစားတန်ဖိုးနဲ့ကျွန်တော်တို့တွက်ပြီးတော့မှ2ဆင့်ရှာမယ်ကဲဒီမှာဆိုရင်ကျွန်တော်တို့ကကလင်နာကဏ္ဍ6လုံးရှိမယ်2 3နဲ့4ခု3ည3ည3လုံးနဲ့ဒီကဏ္ဍ6လုံးเนาะမိတ်ဆွေများကိုယ်တိုင်စစ်ကြည့်ပါဒီကဏ္ဍ6လုံးအဲ့တော့ဒီကလင်နာကဏ္ဍ6လုံးကဘယ်ရပါသလဲเนาะဒီလိုမေးလာမယ်โอเคကျွန်တော်တခါတည်းရှင်းပြမယ်ကျွန်တော်နဲ့လက်လွဲတဲ့သူတွေကိုလည်းကျွန်တော်ဘက်ကနေအသေးစိတ်ရှင်းပြပေးမယ်ကဲဒါဆိုကျွန်တော်တို့ကချက်သွားလိုက်မယ်ကလင်နာကဏ္ဍ6လုံးကိုကျွန်တော်အရင်ရေးလိုက်မယ်2 3နဲ့4ခု3ညပြီးတော့3ည3လုံးအစားချက်နေမယ်ဘာနဲ့စားမလဲကဲဒီမှာတော့ကျွန်တော်တို့က8 4 3ညနဲ့စားထားတယ်ဒီ8 4 3ညကဘယ်ရလာတာလဲဟောတော့မှကြည့်ပေးကျွန်တော်တို့ရှာဖွေတဲ့3.5ရဲ့အရှိပင်နော်8 4 3ညဒီကနေပြီးတော့မှကျွန်တော်တို့ကအစားကဏ္ဍထုတ်ပါတယ်ပထမဆင့်တော့ပေါ့နော်8 4 3ညကဲဒါဆိုအားလုံးရှင်းမယ်ကဲဒါဆိုရင်လည်းကျွန်တော်တို့ကကဏ္ဍကနော်စားထုတ်လိုက်တဲ့အခါမှာ8 4 3ညသူ့အရှိကနော်ကဏ္ဍတစ်ခွက်နဲ့ကျွန်တော်တို့ကအစားကဏ္ဍအသုံးပြုပြီးတော့မှစားလိုက်တဲ့အခါမှာကဏ္ဍက6လုံးထက်ရတယ်2ခွန်6နဲ့ခွန်5 3ညကဲဒီမှာလည်းရေးပေးထားတယ်2ခွန်6ခွန်5 3ညဒီနှစ်ခွက်ရလာတယ်နော်ဒီကဏ္ဍ6လုံးရလာတယ်ကျွန်တော်တို့ကဒီမှာတွေမပြီးသေးဘူးဒီကဏ္ဍ6လုံးကိုတဲ့ကျွန်တော်တို့ကဒီမှာကြည့်ပြီနော်2ခွန်6ခွန်5 3ညဒီကဏ္ဍ6လုံးကိုကျွန်တော်တို့ကအစားဘာနဲ့စားမလဲတဲ့ကဲလုံးဝနောက်ပိတ်တဲ့ချက်ခွန်3 8နဲ့ကျွန်တော်တို့စားထုတ်လိုက်မယ်ဒီမှာခွန်3 8တဲလို့ဒီမှာလည်းခွန်3 8တဲတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်တစ်ဆင့်အတွက်ပေါ့နော်ဒုတိယဆင့်အတွက်အစာကဏ္ဍကိုခွန်3 8ကိုကျွန်တော်တို့ကအသုံးပြုလိုက်မယ်ကဲတခါတည်းပြန်စားပြမယ်2ခွန်6ခွန်5 3ညအစားချက်နေမယ်ဘာနဲ့စားမလဲခွန်3 8မကြည့်ပြီနော်ခွန်3 8ခွန်3 8ဒီလိုတဲချက်နဲ့ကျွန်တော်တို့ကစားထုတ်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ထိုးရွာမယ်ကဏ္ဍထွက်လာပြီ2ဆင့်ရှာတာနော်ဒီမှာလုံးဝကျွန်တော်တို့ထိုးရွာမယ်ကဏ္ဍ3ခွန်5ဒါကျွန်တော်တို့လုံးဝတဲထိုးရွာမယ်ကဏ္ဍဖြစ်ပါတယ်ဟုတ်တယ်မနော်3ခွန်5မှာကျွန်တော်တို့စအောင်လိုက်မယ်ကဲတော့အောက်ကအချိန်မှာကျွန်တော်တို့အောင်လားမအောင်လားကြည့်မယ်2 2 3ပါနော်ကဲဒါကတော့ကျွန်တော်တို့3ခွန်5မှာအောင်လိုက်တဲ့ site လေးပါအားလုံးရှင်းမဲ့ထင်ပါတယ်မရှင်းရင်စက်ကွန်ကျော်လေးယူလိုက်ပါမိတ်ဆွေတို့ကိုယ်တိုင်ပြန်ပြီးတော့တွက်ကြည့်ပါကဲပထမချိန်ပြီးတဲ့ခါမှာကျွန်တော်တို့ကဒုတိယအချိန်လေးကိုဆက်သွားလိုက်မယ်ကဲဒုတိယအချိန်မှာလည်းပထမအတိုင်းပဲပေါ့နော်လာလုံးဝရိုးရှင်းပါတယ်ကဏ္ဍ6လုံးရှိမယ်ကလင်နာကဏ္ဍ6လုံးကျွန်တော်ကဏ္ဍပေါင်းစလေးမှာအရင်ဆုံးဖြည့်လိုက်မယ်1 4 8တဲ့6 1 3ည3နဲ့နဲ့ကဲအစားချက်နဲ့ဘာနဲ့စားမလဲ9 3ည3ကဲဆရာကြီးဒီ9 3ည3ဘယ်ရလာတာလဲချက်ရှင်းပြမယ်မနော်2 2 3ရဲ့ရှေ့နှစ်မှာရှိတဲ့ကဏ္ဍသူ့အပင်မှာပဲ9 3ည3ဒီကဏ္ဍနဲ့ကျွန်တော်တို့ကပထမတစ်ဆင့်အတွက်ကိုအစားကဏ္ဍ3မယ်မိုင်းကျနေမယ်ကဏ္ဍ6လုံးရလာတယ်ဒီကဏ္ဍ6လုံးကိုဒီမှာရေးပေးထားတယ်1 6 4 5ခွန်4အားလုံးရှင်းမယ်နော်ကဲဒီမှာလည်းရေးပေးထားတယ်ပြန်ပြီးတော့မှဒါပထမဆင့်ပြီးပြီကဏ္ဍ6လုံးရပြီနောက်တစ်ဆင့်မှာဒီကဏ္ဍ6လုံးရလာတဲ့ကဏ္ဍ6လုံးကိုကျွန်တော်တို့အစားဘာနဲ့စားမလဲခွန်3 8လုံးဝဒီတဲချက်နဲ့ပဲကျွန်တော်တို့ကဒုတိယအကြိမ်စားမယ်ပထမမှာလည်းခွန်3 8ပဲစားသလိုဒီမှာလည်းခွန်3 8နဲ့ပဲကျွန်တော်တို့စားထုတ်လိုက်မယ်ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီကဏ္ဍ6လုံးကိုတခါပြန်ပြီးတော့မှစားထုတ်လိုက်မယ်ဒုတိယအဆင့်ပေါ့နော်1 6 4 5ခွန်4 1 6 4 5ခွန်4
အစားတစ်ချက်နဲ့ဘာနဲ့စားမလဲ38ခွန်တဲချက်နဲ့ပဲစားမယ်ဒီမှာနော်ပထမတိုင်းပဲခွန်38ပါနော် sorry ပါမိတ်ဆွေများနော်ကျွန်တော်တို့စားထုတ်လိုက်တဲ့အခါမှာနော်ခဏထွက်လာပါပြီ2-3ဒါဒဲကွက်တဲ့ထိုးရမှာနော်ဒီမှာကြည့်ပြီ2-3ကဲဒါဆိုရင်လည်းကျွန်တော်တို့ကဒါပထမဦးစွာနော်စပြီးတော့မှတဲလာခဲ့တဲ့2019မှာကျွန်တော်ရခဲ့တဲ့နှစ်ပင်ပေါ့ဗျာနော်နှစ်ပင်အဲ့တော့ဘယ်အပင်လဲဆိုတော့ဒီမှာကြည့်ပြီ3-5ဆိုတဲ့ကဏ္ဍနဲ့2-3ဆိုတဲ့ကဏ္ဍဒီနှစ်ကွက်ကိုကျွန်တော်တို့ကအပီးပေါက်ဆိုင်နော်ဒီနှစ်ပွဲကိုပေါ့နော်ဒီနှစ်ပွဲစာပဲရပါတယ်တစ်နှစ်လုံးမှာဒီနှစ်ပွဲကိုကျွန်တော်တို့ကအပီးပေါက်ဆိုင်ကလေးထုတ်ပြီးတော့မှရှာလိုက်တာမိတ်ဆွေတို့ကိုယ်တိုင်ပြန်တွက်ကြည့်ပါနော်ကဏ္ဍပေါင်းတော်လေးနဲ့တခါတည်းပြန်ပြီးတော့မှတွက်ကြည့်လို့ရအောင် screenshot လေးယူသွားပြီဟုတ်လားကဲဒါကတော့ကျွန်တော်တို့ဘယ်နှစ်မှာရခဲ့တာလဲ2019မှာကျွန်တော်တို့ကရလိုက်တဲ့ site ကဲဒီလောက်တက်ချက်ကောင်းတဲ့ site ကိုကျွန်တော်2019မှာတစ်ကြိမ်ရလိုက်တယ်ကဲဒီအတိုင်းကြီးကိုကျွန်တော်တို့ကဒီ site ကပြန်ပြီးတော့မှဝင်လာတာဒီနှစ်နော်2026ဒီတစ်ပတ်နဲ့နော်ဒါရှေ့တစ်ပတ်မှာကျွန်တော်တို့ online တဲ့4-9ဆိုတဲ့ကဏ္ဍဒီနှစ်ပွဲကိုကျွန်တော်တို့ကနှစ်ပင်ရရမှာဟုတ်လားဒီနှစ်ပင်ကိုကျွန်တော်တို့ကလုံးဝအပြီးပေါက်တိုင်းထုတ်ယူမယ်တစ်နှစ်လုံးကိုမှဒီနှစ်ကြိမ်ပဲလုံးဝဒဲထိုးယူရမှာနော်နှစ်ပင်ပဲထုတ်လို့ရတယ် site ကဲလာပြီဗျာကြံခဲ့တဲ့ဘက်ကကျွန်တော်တို့4-9ဘယ်လိုလေးအောင်လိုက်တာလဲဘယ်လိုပေါက်ခဲ့တာလဲနော်ဆရာကြီးလက်တွေ့ကြကြတွက်ပြပေးပါတခါတည်းကျွန်တော်တွက်ပြပေးမယ်ပြီးဆုံးအောင်ကြည့်ဟုတ်လားကဲပထမတိုင်းပဲကျွန်တော်တို့ကဏ္ဍ6လုံးရှိပါတယ်နော်ကလင်နာကဏ္ဍ6လုံးကဏ္ဍ6လုံးကိုကျွန်တော်အရင်ဆုံးဖြည့်လိုက်မယ်ကဏ္ဍပေါင်းဆက်လေးမှာနော်3 3ည1 1 8 3ပြီးတော့ခွန်3ည4တဲ့ဒီကဏ္ဍ6လုံးကျွန်တော်တို့စားထုတ်လိုက်မယ်ဘာနဲ့စားမလဲ8 5နှစ်တဲ့ကဲဒီ8 5နှစ်ဘယ်ရလာတာလဲသူ့အရှိနှစ်နော်ဒီမှာကြည့်ပြီနော်မေးရှင်များဒီကနေလာပါတယ်ဒီ8 5နှစ်တေကနန်းနဲ့ကျွန်တော်တို့ကစားထုတ်လိုက်မယ်ကဲညီမကြီးချက်နေလိုက်မယ်ကနန်း6လုံးရပါတယ်နော်ဒီကနန်း6လုံးကိုဒီမှာလည်းရေးပေးထားတယ်353 53ညနှစ်353 53ညနှစ်ဟောဒီမှာကြည့်ပေးနော်ကဲဒါဒီပထမဆင့်ဒုတိယအဆင့်မှာကျွန်တော်တို့ကရလာတဲ့ကဏ္ဍ6လုံးကိုနော်တဲချက်ခွန်3ရှင်းနဲ့ကျွန်တော်တို့စားထုတ်လိုက်မယ်353 53ညနှစ်အစားချက်နေမယ်ဘာနဲ့စားမလဲ3ခွန်8ဒီမှာလဲ3ခွန်နော်ခွန်3 8ဆိုပြီးတော့မှနော်တဲချက်ရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီခွန်3 8ဆိုတဲ့ကဏ္ဍနဲ့ပဲကျွန်တော်တို့စားထုတ်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့စားထုတ်လိုက်ပြီမိုင်းချက်နေလိုက်ပြီရလာတဲ့ကဏ္ဍသုံးလုံးဒီကျွန်တော်တို့ထိုးယူမယ်ကဏ္ဍဟောဒီမှာကြည့်ပေးသွား4ခွန်ကိုနော်လုံးဝကျွန်တော်တို့ dead အောင်လိုက်တဲ့ site လေးဖြစ်ပါတယ်ကဲဒီချိန်မှာတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှအောင်လိုက်ပြီကျွန်တော်ရဲ့ဒါအဖွဲ့ဝင်ကြီးနော်ဒီတစ်ပတ်မှာထပ်မံပြီးတော့မှကျွန်တော်လည်းဒုတိယအကြိမ်အတွက်ကိုတောင်းယူပေးထားပါတယ်အဲ့တော့ထပ်မံလို့4ခွန်9မှာပေါက်ခဲ့တဲ့အတိုင်းထပ်မံပြီးတော့မှ dead ပေါက်ကမယ်လို့လည်းကျွန်တော်အာမခံပါတယ်ကျွန်တော်လည်းလက်တွဲပြီးတော့မှနော်အောင်မြင်မှုဆိုတဲ့ပန်းနိုင်ကိုသွားခြင်းနဲ့အသီးအပွင့်ကိုခံစားခြင်းနဲ့အလှူဒန်းတွေပေးခြင်းနဲ့နော်ကျွန်တော်တို့ကျမတို့တော့ရေဘေးနော်အခက်ခဲမှာလဲအလှူဒန်းတွေပြုတ်ခြင်းနော်ဒီဝါစော်လာမှာဝါစော်သင်္ကန်းလေးကတ်ခြင်းနဲ့ဆုံးရှုံးတဲ့ငွေတွေကိုလည်းပြန်ရခြင်းနဲ့ဆိုရင်ဒီမှာဒုတိယအကြိမ်ဒီဒီချိန်မဲကြံပါနော်မိတ်ဆွေများဒီချိန်မဲကြံပါကျွန်တော်နော်ဒီချိန်ကိုပဲကျွန်တော်ရောင်းပေးသွားမှာအဲ့တော့ကျွန်တော်ဘက်ကနေပြီးတော့မှမိတ်ဆွေများကိုအဖွဲ့ဝင်10ဦးပဲလက်ခံပြီးသွားမှာဒီဒုတိယအကြိမ်မှာထပ်မံပြီးတော့မှဒဲပေါက်မယ်ဟုတ်တယ်မနော်ကျွန်တော်တို့ထုတ်ယူထားတဲ့ကဏ္ဍ6လုံးနဲ့ဒီမှာအစင်းသင်းရှိပါတယ်ဒီမှာကြည့်ပေးသွားနော်ကဏ္ဍလေးတွေကျွန်တော်ရှိမရှိတခါတည်းမိတ်ဆွေများကိုခဲလေးတွေတို့ပြထိပြလုပ်ပေးနေတာဒီကဏ္ဍ6လုံးကိုကျွန်တော်တို့ကနော်စားလိုက်မယ်ဘာနဲ့စားမလဲ865နော်ဒီတစ်ပတ်ရဲ့ဒါ800ကဏ္ဍ865နဲ့ကျွန်တော်တို့စားထုတ်လိုက်မယ်ဆိုရင်ကဏ္ဍ6လုံးရမယ်ဒီကဏ္ဍ6လုံးကိုကျွန်တော်တို့ကဟောဒီမှာနော်အစား3ခွန်38တဲချက်နဲ့ကျွန်တော်တို့စားထုတ်လိုက်မယ်ဆိုဒီတစ်ပတ်အတွက်လုံးဝတဲထိုးရမယ်ကဏ္ဍဟောဒီအောက်မှာရှိပါတယ်မိတ်ဆွေများကိုယ်တိုင်နော်ကဏ္ဍကိုပြန်တွက်ကြည့်လို့ရအောင်လို့ကျွန်တော်ဘက်ကနေဒီမှာလက်တွက်ဆိုင်လေးနဲ့ပို့ပေးသွားမယ်